မိုက်ကလေပေါင်မှာမြောင်းနေတဲ့ခြေထောက်တစ်စုံကိုတွေ့ပြီးအသက်ရှူမသွားတယ်နောက်တစ်စက္ကန့်မှာပဲတရေမနဲ့မျက်လုံးချင်းစုံသွားတော့တာပဲသူကဘာမှမမြင်တယ်လို့ဟန်ဆောင်နေပေမဲ့တရေမကသူ့နားကိုကက်လာပြီးငါ့ကိုမြင်ရလားလို့မေးလိုက်တယ်မိုက်ကအကြည့်လွှဲလိုက်ပေမဲ့တရေမကသူ့ကိုဆန်းလိုက်တယ်သူကလည်းအလန့်တကြားနဲ့ခေါင်းကိုဖြတ်ခနဲ့လှည့်ကြည့်လိုက်မိတော့လက်ပူးလက်ချက်မိသွားတော့တာပေါ့တရေမကကြောက်စရာကောင်းအောင်ပြုံးဖီးဖီးလုပ်ပြီးပါးစပ်ကနေအမြဲရောက်အငွေ့တွေမှုထုတ်လိုက်တယ်ဒီတော့မှမိုက်တယ်လည်းဟန်မဆောင်နိုင်တော့ပဲမေးရိုးပါပြုတ်ထွက်သွားမလားထင်ရအောင်လက်သေးနဲ့အားကုန်ပိတ်ခိုးချလိုက်တယ်တရေမကချက်ချင်းပဲအတနက်ခံတော့တာပဲမိုက်ကသူ့နားမှာကပ်ဖို့တတိပေးလိုက်တဲ့နောက်မှာတော့သူမကရင်ကျေးစွာနဲ့ဦးညွတ်အယိုသေးပေးပြီးပျောက်ကွယ်သွားတာကိုသူကြည့်နေလိုက်တယ်မိုက်ဆိုတာကပတ်စံယူပြီးတရေနင်းနဲ့ဆရာတယောက်တရေတကောင်ကိုဒေါ်လာ1 သန်းနဲ့နှင်းပေးတယ်ဒီနေ့တော့ဒေါ်လာ10 သန်းအလုပ်ကြီးတစ်ခုရထားတော့အဲ့ဒီတရေမကိုအပိုင်ဖမ်းဖို့ကြောင်းထဲကိုချက်ချင်းခိုးဝင်လာခဲ့တာဒါပေမဲ့သူကအဲ့ဒီတရေမကိုလုံးဝမရှင်းနိုင်ခဲ့ဘူးတကူလုံးအညိုအမဲတွေဆွဲတဲ့အထိအရိုက်ခံပြီးအသက်လူပြီးထွက်ပြေးခဲ့ရတယ်ဒေါသထွက်နေတဲ့မိုက်ကတရေနင်းနဲ့ဓာတ်နဲ့အတူပြန်ရောက်လာခဲ့တယ်ဒါပေမဲ့တရေမကနည်းနည်းလေးမှမကြောက်ပဲသူ့ရဲ့ပျောက်လိုက်ပေါ်လိုက်လုံးနိုင်တဲ့ပညာနဲ့မိုက်ကိုကလေးတယောက်လိုကစားနေတော့တာပဲဒေါသမထိန်နိုင်တော့တဲ့အဆုံးမှာတော့သူကတရေမကိုလေကားပေါ်ကနေဖတ်ပြီးလုံးချလိုက်တယ်မထင်မှတ်ပဲနဲ့သူတို့နှစ်ယောက်ရဲ့နှုတ်ခမ်းချင်းကချိတ်ကပ်သွားပါလိမ့်ရောနှုတ်ခမ်းချင်းခိလိုက်တဲ့အခိုက်အတန်းမှာပဲတရေမကသူ့ရဲ့အရင်ဘဝကအမှတ်တရတွေကိုပြန်သတိရသွားပါတယ်သူသတိပြန်မလာတဲ့အခါမှာတော့မိုက်ကိုအားနဲ့ကိုပိတ်ကန်ထည့်လိုက်တာပဲဒုက္ခပါပဲသူနာကျင်လို့អော်လိုက်တဲ့အတန်ကကျောင်းထဲမှာခုအောင်းနေတဲ့တကယ်တရေကြီးကိုသွားနှုတ်လိုက်တယ်လို့ဖြစ်သွားတော့တယ်